အားလုံးပဲမင်္ဂလာပါရှင် Story with Me Channel လေးကနေကြိုဆိုပါရစေဒီနေ့ပြောပြပေးမှာကတော့ဟင်းမချက်တက်တဲ့ချွေးမလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်အကိုရဲ့ဒါဆိုရင်တော့အမြန်ဆုံးပဲရက်ကောင်းရက်မြက်လေးကိုရွေးလိုက်ပါတော့ဟုတ်ကဲ့ကောင်းပါပြီအကိုကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီမင်္ဂလာဆောင်ကိုအမြန်ဆုံးဖြစ်စေချင်တာပါဗျဒါပေမဲ့ဘာပြဿနာများရှိလို့လဲအကိုရဲ့ရှာလီနီကပြောနေတယ်နောက်ထပ်လနဲ့ငယ်လောက်ဆောင်ပေးလို့ရမယ်ဆိုရင်တော့အရန်ကိုကောင်းပါပဲတဲ့။အော်ကျမတို့နားလဲပါပြီအကိုရဲ့ဘာမှလည်းအရန်ကြီးစိုးရိမ်ပူပန်တော့ကရောက်မနေပါနဲ့။ကျမတို့အိမ်မှာအားလုံးထားသလိုမျိုးကျမတို့ရှက်လူးကိုထားမှာပါ။အော်မဟုတ်တာအမရဲ့ကျမတို့ကဒီလိုမျိုးပြောတာမဟုတ်ပါဘူး။ကျမတို့သမီးလေးရှာလူးကတကယ်ရန်ကိုကန်ကောင်းလွန်းပါတယ်။သူကအမတို့ရဲ့အိမ်မှာချွေးမလေးနဲ့ရောက်သွားရမှာလေ။ဒါဆိုရင်တော့ကျမတို့အခုအမြန်ဆုံးဖုန်းတော်ချင်းတွေတွေ့ပြီးရင်တော့မင်္ဂလာဆောင်မှုရက်ကောင်းရက်မြက်ကိုရွေးချယ်လိုက်ကြမယ်။ဒီလိုနဲ့နောက်ထပ်ရက်အနေငယ်ကြသွားတဲ့အခါမှာတော့သူတို့ကရက်ကောင်းမြက်ရွေးချယ်ပြီးလက်ထပ်ပေးခဲ့ကြပါတယ်။အခုဆိုရင်ရှာလီနီကမာလာရဲ့ချွေးမလေးအနေနဲ့မာလာရဲ့အိမ်ကိုရောက်လာခဲ့ရပါပြီ။မင်္ဂလာဆောင်ပြီးတော့နောက်နေ့ကိုရောက်သွားတဲ့အခါမှာတော့ကဲချွေးမလေးရှာလူရဲ့ဒီနေ့ကစပြီးတော့နင်ကဘဝအသက်တစ်ခုမှာရှင်သန်ပြီးနေထိုင်ရတော့မှာဒီနေ့နင်ကငါတို့အိမ်ရဲ့မိသားစုဝင်အစ်တယောက်ဖြစ်သွားခဲ့ပြီ။ဒါကြောင့်မိသားစုထဲမှာဖြစ်လာမယ့်ပြဿနာတွေပျော်ရွှင်မှုတွေကိစ္စတွေအကုန်လုံးကမြင်နဲ့တက်ဆိုင်သွားပြီ။ဟုတ်ကဲ့ပါအမေကောင်းပါပြီ။ကဲဟုတ်ပြီချွေးမလေးဒါဆိုရင်တော့အမြန်ဆုံးပြင်ဆင်ပြီးတော့ထွက်လာခဲ့။ပြီးတော့ရင်တော့နင်တို့ဖျားเจ้าကိုလည်းခဏလောက်သွားလိုက်ကြအောင်။မနက်စာကိုတော့အမေကိုယ်တိုင်ပဲပြင်ဆင်ထားလိုက်မယ်။ပြန်လာရင်အတူတူစားကြတာပေါ့ဟုတ်ပြီလား။ဖျားเจ้าကပြန်လာပြီးမနက်စာစားပြီးသွားရင်တော့နေ့လယ်စာဘာချက်ပြုတ်ရမလဲဆိုတော့ကိုတော့ငါရဲ့ချွေးမလေးကိုယ်တိုင်ပဲလုပ်ရမှာအာဟုတ်ကဲ့ပါအမေကောင်းပါပြီကျမကြည့်ပြီးတော့လုပ်လိုက်ပါမယ်ဒုက္ခပါပဲတေးပါပြီရှလူရဲ့ဘယ်လိုလုပ်မလဲမနှက်စာကိုတော့အမေကကိုယ်တိုင်ပဲပြင်ဆင်လိုက်မယ်တဲ့ဒါပေမဲ့ငါ့ကိုနင်းလေစာချက်ခိုင်းနေပြီငါကနင်းလေစာကိုဘယ်လိုချက်ရမှာလဲငါမှထမင်းဟင်းမချက်ပြုတ်တတ်တာစဉ်းစားစမ်းဒီအချိန်မှသာငါထမင်းဟင်းမချက်တတ်ဘူးလို့သွားပြောလိုက်ရင်ငါရဲ့မိဘတွေအစဲခံရလိမ့်မယ်ပြီးတော့ငါလည်းအဆက်ကွဲသွားလိမ့်မယ်တကူမဟုတ်တကူအမြန်ဆုံးလုံးဝဖြစ်မယ်ထမင်းဟင်းချက်ရမယ်ဆိုတဲ့အကြောင်းကိုကြားခဲ့ရတဲ့ချိန်မှာတော့ရှာလူးကလည်းတော်တော်လေးကိုလန့်နေခဲ့ပါပြီတကယ်မှာတော့ရှာလူးကထမင်းဟင်းချက်ပြုတ်လို့လုံးဝမတက်ပါဘူးသူမဘယ်တော့မှလည်းထမင်းဟင်းမချက်ပြုတ်ခဲ့ဘူးပါဘူးဒီအချိန်ရောက်တော့မှရှာလူးကဖယားသခင်ကိုတန်းတာနေခဲ့မိပါတယ်အိုးဖယားသခင်ကျမကိုခွင့်လွှတ်ပါကျမတောင်းပန်ပါတယ်ကျမဘာပဲလုပ်ရအမြင်ဆုံးထမင်းဟင်းချက်ပြုတ်တတ်အောင်တင်ယူလိုက်ပါမယ်အဲ့ဒီအချိန်တွင်ကျမကိုကူညီပေးပါဦးအရှင်ရဲ့ကူညီပေးပါဦးရှာလူကတော့ဖယားเจ้าကိုလာပြီးတော့ဖယားရှကုန်းနေခဲ့ပါတယ်သူဒီကလည်းအိမ်ကိုလုံးဝမပြင်ကျင်တော့ပါဘူးသူမသိနေခဲ့ပါတယ်အိမ်ကိုပြန်ရောက်ပြီးဆိုတာနဲ့သူမတမ်းပြီးမိဖို့ခန်းထဲဝင်ပြီးအလုပ်လုပ်ရတော့မှာပါသူကမိဖို့ခန်းထဲဝင်ပြီးဘာတွေချက်ပြုတ်ရမှာလဲသူကိုယ်တိုင်ကဘာဟင်းမှမချက်တတ်ဘူးလေဒီအကြောင်းတွေကိုစဉ်းစားရင်နဲ့သူမခေါင်းတွေလည်းတော်တော်လေးကိုမူးနောက်နေပါပြီဘယ်လိုမဆိုအိမ်မပြန်လို့ကလည်းမဖြစ်ပါဘူးအိမ်ကိုတော့ပြန်ရမှာပါသူမအိမ်ကိုရောက်လာတဲ့အခါမှာတော့မိဖို့ခန်းထဲမှာအလုပ်လုပ်နေခဲ့တဲ့သူရောက်ခမဖြစ်သူမာလာကသူ့ကိုအတန်ပေးပြီးတော့ခေါ်လိုက်ပါတယ်ချွေးမလေးရှလူပြန်ရောက်လာပြီလားပြန်ရောက်လာပြီဆိုရင်တော့ဒီကိုခဏလောက်လာခဲ့စမ်းပါဦးဟုတ်ကဲ့ပါအမေကျမကိုပဲပြန်ရောက်တာပါဟုတ်ပြီချွေးမလေးဒါဆိုရင်တော့ဒီကိုအမြန်ဆုံးလာခဲ့စမ်းပါဦးငါဒီမှာထမင်းဟင်းနေချင်နေတာလေအခုဒီဘက်မှာဟင်းရွက်တွေလှီးပြစ်လိုက်အောင်မယ်နင်းကဒီဘဲဟင်းကိုတခါလဲတေချာလေးစီးသက်ထားလိုက်ကြားလားဘာပြောတာလဲအမေအော်ချွေးမလေးရဲ့အမေပြောနေတာကိုနားမလည်ဘူးလားဘဲဟင်းကိုစီးသက်လိုက်လို့ပြောနေတာအာတကယ်တော့အမေရဲ့မိဖို့ခန်းထဲမှာအတန်နေအရန်ကိုစုညံနေရမလားပြီးတော့အမေဘာပြောလိုက်တာလဲကျမမကြားလို့ဘာလဲဒီနေရာမှာဘာတွေကစုညံနေလို့လဲဘာတန်းမှလည်းဒီလောက်ထိစုညံနေရမရှိပါဘူးဘာဖြစ်လာတာလဲနားလေးသွားပြီလားဒီစကားကိုကြားလိုက်ရတဲ့ချိန်မှာရှာလူကအရန်ကိုစိတ်ပြက်ဝမ်းနေသွားပြီးတော့ငိုချလိုက်ပါတယ်ဒါတွေကိုတွေးလိုက်ရတဲ့ချိန်မှာတော့မာလာကိုယ်တိုင်လည်းတော်တော်လေးကိုအံ့အားသင့်သွားခဲ့ပါတယ်ဒီနောက်မှာတော့အော်ချွေးမလေးရဲ့ဘာလို့ငိုနေရတာလဲဒါကငိုရမယ့်ကိစ္စမှမဟုတ်တာရတယ်ကိစ္စမရှိဘူးပထမတည်းကနေငါတို့ကိုပြောပြမှာပေါ့နေနားနည်းနည်းလေးတယ်အတန်ကျကြီးအော်ကြောမှကြားရတယ်ဆိုတဲ့အကြောင်းကိုငါသားလေးကိုပြောလိုက်မယ်မနှက်ဖြန်ကြရင်နင်းကိုဆရာဝန်စီခေါ်သားပြပေးလိမ့်မယ်အမေတကယ်တော့ကျမနားကောင်းကောင်းကြားရပါတယ်ပြဿနာကနားကဖြစ်နေတာမဟုတ်ပါဘူး
တကယ်ပြဿနာအစင်မှန်ကတော့ကျမထမင်းဟင်းမချက်ပြုတ်တတ်ဘူး။အော်ဟုတ်လားထမင်းဟင်းမချက်တတ်ဘူးလားထမင်းမချက်တတ်ဘူးဆိုရင်ဒီနေ့ထိဘယ်လိုမျိုးလုပ်လာခဲ့ရလဲ။အိမ်မှာဆိုရင်တော့အမေကပဲတယောက်တည်းထမင်းဟင်းနေချက်ပြုတ်ခဲ့တာ။ဒါဆိုရင်အဲ့ဒီချိန်မှာနင်ကဘာတွေများလုပ်နေကြရလဲ။နင်ရဲ့အမေလက်သားကနင်ကိုဘယ်တော့မှထမင်းဟင်းချက်တတ်ဖို့အတွက်မတင်ပေးခဲ့ဘူးလား။ဟိုတကယ်တော့အမေရင်ကျမကလေအေးပါထားလိုက်တော့အခုမှပြောနေလို့လည်းဘာမှမထူတော့ဘူးလေတကယ်လို့နေမိကနင့်ကိုထမင်းဟင်းချက်ပြုတ်တတ်အောင်မတင်ပေးဘူးဆိုရင်တော့ငါတင်ပေးမယ်ဒါပေမဲ့အမေအိမ်လောက်ထိအားလုံးကိုကျမလုံးနိုင်ပါတယ်တန်ရှင်ရင်လောက်တာအိုးခွက်ပကံဆေးရအဝဲလျှော်တာကြမ်းတိုက်တာဓမြက်စီလဲတာအကောင်လုံးကျမလုပ်လိုက်မယ်ထမင်းဟင်းချက်ပြုတ်တာကိုတော့အမေပဲတာဝန်ယူပေးလိုက်လို့မရဘူးလားဒီမှာရှာလူဒါကနင်းရဲ့မိဘအိမ်မဟုတ်ဘူးနော်နင်ပြောတဲ့အတိုင်းအရာအားလုံးဖြစ်လာကြအကြောင်းလည်းမရှိဘူးဒါကနင်းရောက်ခမအိမ်ပဲထမင်းဟင်းဘလို့ချက်ပြုတ်ရလဲဆိုတာကိုငါနင်းကိုတင်ပေးမယ်နင်ကတော့ငါတင်ပေးတဲ့အတိုင်းတမျက်အောင်တင်ယူနားလေလားမာလာကအတန်အကျကြီးနဲ့အော်ပြောတဲ့အချိန်မှာရှာလူကလည်းဝမ်းနေသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့သူကအရန်တော်သားထွက်ပြီးနေရာကနေထွက်သွားခဲ့ပါတယ်နောက်နေ့ရောက်သွားတဲ့အခါမှာတော့သူကစိတ်မပါပေမဲ့လည်းရခမစီကနဲ့ထမင်းဟင်းချက်ပြုတ်တဲ့နီလန်တွေကိုတင်ယူခဲ့ရတာပေါ့တပြေးပြေးနဲ့သူမကထမင်းဟင်းတွေချက်ပြုတ်ခဲ့ပြီးနောက်မှာတော့ထမင်းဟင်းဘလို့ချက်ရလဲဆိုတာကိုသိလာခဲ့ပါတယ်ဒီလိုနဲ့တရက်မှာတော့နေပါအောင်ဒါတွေကဘလို့ကြီးတယ်အရန်ကိုချိုရမ်းလုံးနေတာပဲဟုတ်တယ်ပြီးတော့မဆလာတွေလည်းနည်းနည်းလေးမှမချက်ဘူးတတိချာချာချက်ပြုတ်ရမယ်လေငါအိမ်ကိုယူလာခဲ့တဲ့ဒိန်ငယ်တွေအကုန်လုံးကိုနင်းကဖျက်ဆီးလိုက်ပြီရှာလူနေထမင်းဟင်းချက်ပြုတ်တတ်ဖို့အတွက်နောက်ထပ်ဘယ်နှစ်ရက်လောက်ကြာနေအောင်ပါလဲရှာလူကတော့သူ့ယောက်ျားရှိမှရောက်ခမကအဆက်ခွဲနေတယ်လို့မျိုးခံစားလိုက်ရပါတယ်သူ့ယောက်ျား Raj ကလည်းသူ့ဘက်ကနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာတကူမှမပြောပြခဲ့ပါဘူးဒီလိုအခြေအနေကိုဖျက်ချော်ခဲ့ရတဲ့အခါမှာတော့ရှာလူကတော်တော်လေးကိုဝမ်းနည်းသွားခဲ့ပါတယ်ဒါကြောင့်အခုဆိုရင်တော့သူကစိတ်ပါလက်ပါနဲ့ထမင်းဟင်းတွေကိုချက်ပြုတ်တတ်ဖို့တင်ယူနေခဲ့ပါတယ်ဒီလိုနဲ့ရန်နေငယ်ကြသွားတဲ့အခါမှာတော့ဒီမှာကျမချက်ထားတဲ့ထမင်းဟင်းတွေကိုမြည်ကြည့်လိုက်ပါဦးကျမတတိချာချာလေးချက်ပြုတ်ထားပါတယ်Rash ကပထမအဦးဆုံးတလုံးစားပြီးနောက်မှာတော့မျက်လုံးကိုတော့မှိတ်ထားလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့အမှန်တကယ်ပဲရှာလူကတကယ်အရန်ကိုအရသာရှိတဲ့ထမင်းဟင်းတွေကိုချက်ပြုတ်ပြင်ဆင်ပေးတာခဲ့တာပဲဖြစ်ပါတယ်သူမချက်ထားတဲ့ဒိန်ငယ်ဟင်းကဒီတစ်ခေါက်စားတောက်ဆိုင်ကအရသာလိုမျိုးအရန်ကို special ကိုကောင်းနေခဲ့ပါတယ်ဒီအချိန်မှာရှာလူယောက်ျား Rash ကတော့သူ့မိန်းမကိုချီကျူးမဆုံးဖြစ်နေခဲ့တာပေါ့အခုအချိန်မှာတော့ရှာလူကရောက်ခမဖြစ်သူကဘာတွေများဆက်ပြောမလဲဆိုပြီးတော့စောင့်ဆိုင်နေခဲ့ပါတယ်စားပြီးနောက်မှာတော့မာလာကလည်းပြောလိုက်ပါတယ်ကောင်းတယ်အခုတော့အဆင်ပြေသွားပြီဒါပေမဲ့အခုကအဆင်ပြေုံပဲရှိသေးတာနော်အရန်ကိုစားကောင်းတယ်ဆိုတဲ့အခြေအနေထိပြောလို့မရသေးဘူးမာလာကအခုလိုမျိုးပြောလိုက်တဲ့အခါမှာတော့ရှာလူကတော်တော်လေးကိုစိတ်ပြည့်သွားခဲ့ရပါတယ်သူမကဟင်းကိုအကောင်းဆုံးချက်ပြုတ်ထားခဲ့တဲ့အတွက်အကောင်းဆုံးကိုမျှော်လင့်ထားခဲ့တာပါဒါကြောင့်အခုဆိုရင်တော့သူရောက်ခမဖြစ်သူမာလာနဲ့တိတ်ပြီးစကားတော့မပြောတော့ပါဘူးတရက်မှာတော့ Rash နဲ့မာလာတို့သားမီးနှစ်ယောက်စလုံးကလည်းဖះเจ้าကိုသွားနေခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲလမ်းပြောင်းပြန်ဝင်လာတဲ့ကားတစ်စီးကြောင့်သူတို့ကားတိုက်မှုဖြစ်သွားခဲ့ပါတယ်ဒီအဖြစ်အပျက်တွေအတွင်းမှာပဲသားမီးနှစ်ယောက်စလုံးကလည်းအတော်လေးကိုဒဏ်ရာပြင်းထန်ရရှိသွားခဲ့ကြတာပေါ့နှစ်ယောက်စလုံးကိုစိတ်ယုံတိမ်ပို့ပေးခဲ့ရပြီးနောက်မှာတော့လာပေါင်းများစွာကြာတဲ့အထိသူတို့နှစ်ယောက်စလုံးစိတ်ယုံတက်နေခဲ့ရပါတယ်ကုသမှုတွေကိုအပြင်းထန်ခံယူခဲ့ကြရပါတယ်သူတို့ကိုစိတ်ကူတာပေးနေရင်လည်းအိမ်မှာစုဆောင်ထားတဲ့ပတ်စံတွေအကုန်လုံးကလည်းကုံလို့နှီးပါဖြစ်နေခဲ့ပါပြီအဲ့ဒီအခြေအနေမျိုးမှာရှာလူကတော့နည်းနည်းလေးမှအားမလျှော့ခဲ့ပါဘူးသူကလည်းဘာဆက်လုပ်ရမလဲဆိုတာကိုလုံးဝနားမလည်နိုင်တော့တဲ့ဆုံးမှာတော့သူ့မှာရှိနေတဲ့လက်ဝက်လက်စားတွေအကုန်လုံးကိုရောင်းချပြီးနောက်စားတောက်ဆိုင်လေးတစ်ဆိုင်ကိုဖွင့်လှစ်လိုက်ပါတယ်သူမကိုယ်တိုင်ပဲထမင်းဟင်းတွေကိုချက်ပြုတ်ပြီးတော့စားတောက်ဆိုင်လေးမှာရောင်းနေခဲ့ပါတယ်တဖြည်းဖြည်းနဲ့ရှာလူရဲ့ဆိုင်လေးကအဆင်ပြေလာတဲ့အခါမှာတော့ပတ်စံလေးအများကြီးရှာလာနိုင်ခဲ့တာပေါ့ဒီနောက်သူမရဲ့စီးပွားရေးအခြေအနေကအရန်ကိုထူးခြားကောင်းမွန်လာခဲ့ပါတယ်ဒီလိုနဲ့တရက်မှာတော့ဟယ်လိုအဆင်ပြေလားမေရဲ့ဘလို့လဲအေးပါငါတို့ကအဆင်ပြေပါတယ်တမီးလေးရဲ့နင်ငါ့ကိုပြောစမ်းပါဦးနင်ရောအဆင်ပြေရဲ့လားဘလို့လုံးမလဲအမေရဲ့အရင်တုန်းကတော့ကျမရောက်ခမကကျမကိုတရက်လုံးစုပူချိန်မောင်းနေတာလေဒီနေ့အဲ့ဒီရောက်ခမအတွက်ကိုပဲကျမပတ်စံရှာပြီးတော့စိတ်ကူးတာပေးနေတာကျမပင်မမမနဲ့ရှာလို့ရတဲ့ပတ်စံတွေအကုန်လုံးကိုသူ့ကိုစိတ်ကူးတာပေးဖို့အတွက်ပဲတုံးဆွဲဖြစ်နေတာလေတကယ်ပြောတာအမေရဲ့နေကောင်းပြီးတော့ဆေးရုံကဆင်းလာတဲ့ခါကျရင်တော့တစ်သက်လုံးကျမကိုလှည့်တောင်ကြည့်မှာမဟုတ်ဘူးပါဇက်ပိတ်ထားစမ်းမှာနင်ကဘာမှသိကြလည်းမဟုတ်ပဲနဲ့ရှောက်ပြောနေပြန်ပြီဘာပြောရဲဘာကိုမသိရလဲအမေရဲ့
အမမာလာကနင့်ကိုမပြောနဲ့ဆိုပြီးတော့တားထားလို့ငါကအခုချိန်ဒီပါဇက်ပိတ်ထားခဲ့တာနင်ထမင်းဟင်းမချက်ပြုတ်တတ်ဘူးဆိုတဲ့အကြောင်းလေးကိုနင်မင်္ဂလာမဆောင်ခင်ကတည်းကငါကသူ့ကိုပြောထားပြီးသားပြီးတော့အဲ့ဒါအပြင်နင်ကဘယ်တော့မှထမင်းဟင်းကိုလည်းမချက်ပြုတ်ချင်ဘူးဆိုတဲ့အကြောင်းလေးကိုလည်းငါသူ့ကိုပြပြထားခဲ့တယ်ဒီအချိန်မှာပဲသူကငါ့ကိုပြောခဲ့တာသူ့ဘလို့မဆိုစူးစမ်းပြီးတော့ထမင်းဟင်းချက်ချင်လာအောင်ချက်ပြုတ်တတ်သွားအောင်သင်ပေးမယ်လေဒါမှလည်းရှေ့ဆက်ပြီးတော့နင့်မှာပါရမီတစ်ခုအနေနဲ့ရှိလာခဲ့မှနင်ကအကောင်းဆုံးဒိန်ငယ်ဟင်းချက်ခဲ့တဲ့နေ့ကိုမှတ်မိသေးလားအဲ့ဒီနေ့ကဆိုရင်တော့သူကငါ့ကိုဖုန်းဆက်ပြီးနေ့အကြောင်းနဲ့အများကြီးချီးကျူးခဲ့တယ်အဲ့ဒီနေ့ကသူလုံးနိုင်သွားပြီဆိုပြီးတော့ပျော်ရွှင်နေခဲ့တာဒါပေမဲ့အမေသူကအမြဲတမ်းသမီးကိုဆိုရင်စူပူချိန်မောင်းနေရပါပဲအော်သူကနင့်ကိုဘာလို့စူပူချိန်မောင်းနေရလဲဆိုတော့နင့်ကိုမေတ္တာတွေနဲ့အချစ်တွေနဲ့ပြောရင်နင်ကဘယ်တော့မှနားလည်လို့လဲအမှန်တရားတစ်ခုကတော့နင်ရောက်ခမကနင့်ကိုအယမ်းချစ်တယ်ဆိုတာပဲပြီးတော့သူကနင်ကောင်းမှုအတွက်ပဲဒါတွေအားလုံးကိုလုပ်ခဲ့တာနင်ကသူ့ရဲ့ဒေါသကိုကြောက်ပြီးတော့ထမင်းဟင်းချက်ပြုတ်တတ်အောင်သင်ယူခဲ့တယ်လေဒီနေ့ကြည့်ပါဦးသူ့အတွက်ကြောင့်လည်းနင်ဒီလောက်တောင်အောင်မြင်လာခဲ့တာပေါ့သူ့အမေရဲ့စကားကိုကြားခဲ့ရတဲ့အချိန်မှာရှာလူကဝမ်းနေပြီးတော့မျက်ရည်တွေကျလာခဲ့ပါတယ်သူကချက်ချင်းစီယုံကိုသွားပြီးနောက်မှာတော့ရှောက်ခမဖြစ်သူရဲ့ခြေထောက်ကိုကန်ပြီးတော့ငိုနေခဲ့ပါတယ်မာလာကလည်းသူ့ကိုပထမဦးဆုံးအကြိမ်ဖတ်ထားလိုက်ပါတယ်နောက်ဆုံးမှာရှာလူကလည်းရှောက်ခမဖြစ်သူရဲ့ချစ်ချင်းမြတ်တာကိုနားလည်သွားခဲ့ပါတော့တဲ့ကွယ်ဒီနေ့ပြောရပြီးမှကတော့ချစ်စရာကောင်းတဲ့ရောက်ခမရဲ့စိုးသွမ်းတဲ့ချွေမနှစ်ယောက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။စောမြနဲ့အနာမီကာတို့နှစ်ယောက်စလုံးကတော့ရှယ်မားမိသားစုရဲ့ချွေမတွေပဲဖြစ်ကြပါတယ်။ခိုင်တရီဒေဝီစီမှာတားနှစ်ယောက်ရှိပါတယ်။သူတို့နှစ်ယောက်စလုံးကလည်းသူတို့တကယ်သဘောကျနှစ်သက်တဲ့မိန်းကလေးတွေကိုရှာဖွေပြီးလက်ထပ်ခါခဲ့ကြတာပါ။ခိုင်တရီကတော့တော်တော်လေးကိုရိုးသားတဲ့အမျိုးသမီးကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ဒီအတွက်လည်းသူကသူ့သားရဲ့ရွေးချယ်မှုကိုလက်ခံပေးခဲ့ပါတယ်။သူ့ရဲ့ချွေးမလေးတွေကိုလည်းဘာတစ်ခုမှမပြောခဲ့ပါဘူးဒီလိုနဲ့မင်္ဂလာဆောင်ပြီးနှစ်အနေငယ်ကြမြင့်သွားတဲ့အခါမှာတော့ငါဒီမှာအကြီးနော်အဲ့ဒါကြောင့်ရှိလားအိမ်သက်ရှင်လို့ဖို့အတွက်နဲ့အိမ်လုပ်တွေအကုန်လုံးငါခိုင်းတာကိုအရင်လို့နေငါအခန်းထဲကိုခုချင်းသွားပြီးတော့တန်ရှင်းသွားလောက်လိုက်သွားဘာဆိုင်လဲဘာရင်းများသက်ဆိုင်နေလို့လဲကျမသူ့ကိုအရင်တွေ့ရဆိုတော့အခုသူကျမရဲ့ခန်းကိုအရင်ဆုံးသွားပြီးတန်ရှင်းလောက်ရလိမ့်မယ်ဒီလိုနဲ့ချွေမနှစ်ယောက်စလုံးကလည်းအလုသမားတစ်ယောက်တည်းကိုလူနေရင်းနဲ့ရန်ဖြစ်နေခဲ့ကြပါတယ်။ဒါကိုတွေ့ကြရတဲ့ချိန်မှာတော့သူတို့ရဲ့အိမ်မှာအလုပ်လုပ်နေခဲ့တဲ့ရှီလာကဒေါသအရင်ထွက်သွားခဲ့ပါတော့တယ်။ဒါအကြောင်းသူကထွက်သွားလိုက်ပါတယ်။ကဲအန်ဒီကြီးရေကျမကတော့အန်ဒီကြီးရဲ့အိမ်မှာအလုပ်ဆက်ပြီးမလုပ်နိုင်တော့ဘူး။ဒီအိမ်မှာပြဿနာအတော်လေးကိုများတာပဲ။ဒီလီညီမနှစ်ယောက်စလုံးကအမြဲတမ်းပဲရန်ဖြစ်နေကြတယ်။ကျမရောက်လာပြီဆိုတော့နဲ့သူ့အလုပ်အရင်လို့ငါအရင်အလုပ်ရင်လို့ဟိုဟာအရင်လို့ဒီဟာအရင်လို့ဆိုပြီးတော့အမြဲတမ်းအမိတ်ပေးခြင်းနေကြတယ်။ကျမအိမ်9အိမ်လောက်မှာလုပ်တွေအကုန်လုံးပြီးအောင်လုပ်ပြီးတော့ဒီကိုရောက်လာတဲ့အချိန်တည်းဆိုရင်သူတို့ရန်ဖြစ်လို့ကိုမပြီးသေးဘူး။ဒီအိမ်မှာလောက်လာလို့ရတာအလုပ်တွေတကယ်ရန်ကိုနှောင့်နေတယ်သိရလား။တခြားအိမ်တွေမှာကျမလုပ်လို့ရတာဒီလောက်တောင်မကြဘူး။တော်ပြီဒီလောက်တောင်မှပူညံလုပ်တဲ့အိမ်တွေကိုကျမတော့မလိုချင်ပါဘူး။ကျမလွန်ခဲ့တဲ့ရက်တွေတုန်းကလှုပ်ထားတဲ့လှုပ်ဖိုးတွေအကုန်လုံးရှင်းပေးလိုက်ပါ။ကျမသွားတော့မယ်။နောက်ဘယ်တော့မှပြန်မလာတော့ဘူး။အော်ရှိလားနင်ကလည်းဘာလို့ဒီလောက်တောင်ဒေါသထွက်နေရလဲနည်းနည်းစိတ်လျှော့စမ်းပါအောင်ဟဲ့ရန်ဖြစ်တယ်ဆိုတော့ကတော့မိသားစုတိုင်းမှာဖြစ်ကြတာပဲလေငါတို့အိမ်မှာပဲရန်ဖြစ်နေကြတာမှမဟုတ်တာတော်ပြီဘာပဲပြောကျမကတော့မနှက်ဖြန်ကစားပြီးလုံးဝမလာတော့ဘူးကျမအတွက်ပတ်စံတွေကိုပဲတခါတည်းတွက်ပြီးတော့ရှင်းပေးလိုက်ပါဒီလိုနဲ့ဒီလုံသမားကလည်းဘယ်သူပြောတဲ့စကားကိုမှနားမထောင်တော့ဘဲနဲ့ပတ်စံရှင်းခိုင်းပြီးနောက်မှာတော့အိမ်ကနေထွက်သွားခဲ့ပါတယ်အချိန်ခဏကြာသွားတဲ့အခါမှာတော့လင်ညီမနှစ်ယောက်စလုံးကလည်းရန်ဖြစ်လို့ပြီးစီးသွားခဲ့ပါတယ်။ဒီအခါမှာသူတို့ကလည်းသူတို့ရဲ့ရောက်ခမဖြစ်သူကိုပြောလိုက်ပါတယ်။အမေကျမတို့အိမ်မှာလှုပ်နေတဲ့ရှီလာအခုဘယ်ရောက်သွားတာလဲ။သူအခုနလည်းဒီမှာလာတာလေဘယ်ကိုပြန်သွားတာလဲသူကသွားပြီသူပြန်သွားပြီလေနောက်နေ့ကစပြီးတော့ဒီအိမ်မှာအလုပ်လာလို့မပေးနိုင်တော့ဘူးဆိုပြီးတခါတည်းပြောသွားတယ်။ပြီးတော့ပတ်စံလည်းငါသူ့ကိုတခါတည်းရှင်းပေးလိုက်ရပြီ။ဘာပြောတယ်မနှက်ပြန်ကစပြီးတော့အလုသမားကျမတို့အိမ်ကိုမလာတော့ဘူးအလုသမားမလာဘူးဆိုရင်အိမ်မှာရှိတဲ့ဒီလောက်များပြားနေတဲ့အလုပ်တွေအကုန်လုံးကိုဘယ်သူကလုပ်ပေးမှာလဲကဲနင်တို့နှစ်ယောက်စလုံးကဒီအိမ်ကချွေးမလေးတွေလေအိမ်ကိုပြုစုထိန်းသိမ်းဆောင်ရှောက်ရမယ့်တာဝန်တွေအကုန်လုံးကချွေးမလေးတွေရဲ့ပေါ်မှာပဲရှိရဒါကြောင့်နင်တို့နှစ်ယောက်စလုံးကပဲဒီအိမ်ကိုဆောင်ရှောက်ရမယ်ထိန်းသိမ်းရမယ်ဘယ်လိုမဆိုနင်တို့နှစ်ယောက်စလုံးကမိန်းကလေးတွေကြီးပဲနှစ်ယောက်ဆိုတော့အလုပ်ကိုတူတူလုပ်ကြပေါ့နှစ်ယောက်အတူတူမျှဝေပြီးတော့အလုပ်လုပ်ရင်အလုပ်လည်းအမြန်ပြီးမယ်ပြီးရင်အပြင်ကရောက်လာတဲ့အလုပ်သမားတွေရဲ့အမျိုးမျိုးပြောဆိုသံတွေကိုလည်းငါတို့ထပ်ပြီးတီးခန့်နားထောင်စရာအကြောင်းမရှိတော့ဘူး
ရှောက်ခမဖြစ်သူရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့ရှောက်ခမဖြစ်သူရဲ့အတောင်းလောက်ချွေးမ2ယောက်စလုံးကလည်းစိတ်ပြတ်သွားခဲ့ရပါတယ်။အခုဆိုရင်တော့သူတို့မှရွေးချယ်စရာမရှိတော့ပါဘူး။အလုပ်တွေကိုကျင်းနေပေါင်းလုပ်ကြရတော့မှာပါ။ရန်နိုင်ငံလောက်ကြားတဲ့ထီတော့ချွေးမ2ယောက်ကအိမ်လုပ်တွေကိုခွဲဝေပြီးလုပ်ခဲ့ကြပါသေးတယ်။ဒီလိုနဲ့တရက်ရောက်သွားတဲ့အခါမှာတော့ချွေးမလေးတို့ရေကဲဘလို့လဲထမင်းဟင်းချက်ပြီးတော့ကြပြီလား။တကယ်လို့မပြီးသေးဘူးဆိုရင်လည်းအမြန်လောက်ကြနော်။ငါသားလေးတွေရုံကနေပြန်လာမယ့်ချိန်တောင်ရောက်နေပြီ။သူတို့လာရင်ဗိုက်စားရဲဆိုပြီးတောင်းကျမ်းနေကြအောင်မယ်။အမေကျမသားလေးအခုစာလုပ်နေတယ်။ကျမသူ့ကိုစာဝိုင်းကူပြီးလုပ်ပေးရအောင်မယ်။စာလဲပြပေးရအောင်မယ်။တိတ်မကြခင်ရက်ပိုင်းအတွင်းမှာပဲသူစာမေးပွဲဖြေရတော့မယ်လေ။အဲဒါကြောင့်ထမင်းဟင်းချက်စရာခိုင်းစရာရှိရဲဆိုရင်တော့အမေစောမြကိုပဲပြောလိုက်ပါ။သူထမင်းဟင်းချက်ပေးလိုက်လိမ့်မယ်။အေးပါကောင်းပါပြီချွေးမလေးဒါဆိုရင်တော့နေရကလေးကိုပဲစာသင်ပေးလိုက်ပါဂိုက်တရီကတော့စောမြရဲ့ခန်းထဲကိုဝင်သွားလိုက်ပါတယ်အမေကျမခေါင်းနေတော်တော်လေးကိုကိုက်နေရဲ့အမေရဲ့ကျမစီးအောင်မတောက်ထားသေးတယ်ဒါပေမဲ့မတက်တာပါဘူးခေါင်းကကိုက်နေတော့မယ်အမလေးငါခေါင်းနေတော်တော်လေးကိုက်နေရတေတော့မလားမသိဘူးခေါင်းတစ်ခုလုံးပောက်ကွဲထွက်မဲ့တိုင်းပဲကဲချွေးမလေးနေခေါင်းနေတအားကိုက်နေတယ်ဆိုရင်တော့လာခဲ့ငါနဲ့ကိုခေါင်းမှာစီထည့်ပြီးတော့နှိပ်ပေးမယ်ဒီလိုနဲ့ဂိုက်တရီကလည်းစောမြကိုခေါင်းမှာစီထည့်ပြီးတော့နှိပ်နေပြီးခဲ့ပါတယ်တက်တာသွားရင်တော့သူ့ရဲ့ချွေးမငယ်လေးကထမင်းဟင်းထချက်ပြီးလက်မဲဆိုတဲ့မျောလင်းချက်လေးနဲ့သူကတော့အဲ့ဒီလိုလုပ်ပြီးခဲ့တာပါဒါပေမဲ့စောမြကတော့အခုအချိန်ထိခေါင်းရမ်းကိုက်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အိယာပေါ်မှာထိုင်နေခဲ့တော့မှပဲနောက်ဆုံးချွေးမ2ယောက်စလုံးကိုပြောလို့မနိုင်တော့တဲ့ဆုံးမှာတော့ဂိုက်တရီကိုယ်တိုင်ကပဲမိဖို့ခန်းထဲဝင်သွားပြီးထမင်းဟင်းချက်ဖို့ပြင်ဆင်ရပါတယ်ကဲကောင်းတယ်နောက်ဆုံးတော့အဖွားကြီးကိုယ်တိုင်ပဲသွားချက်နေပြီနဲ့တူတယ်ငါကတော့အေးစစ်စစ်ထိုင်ပြီးဖုန်းပဲကြည့်နေလိုက်တော့မယ်တစ်ဖက်မှာအနာမီကားကလည်းဒီပုံစံတိုင်းမှာပဲဘာမှမထူကြလာပါဘူးကဲနားထောင်နေအခုစာပဲကြက်ဂိမ်းမဲဆော့ဆော့ကြိုက်တာလို့ငါကနှစ်ချက်တက်ပြီးနှစ်ချင်းနားထောင်နေမှာဆိုတော့ငါ့ကိုလာပြီးမနှောက်ရှက်နဲ့နော်ကြားလားအချိန်ခဏကြာတော့ဂိုက်တရီရဲ့သားတစ်ယောက်ကအလောက်ကနေအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်အမေရေကျွန်တော်ပြန်ရောက်ပြီနော်ထမင်းဟင်းချက်လို့ပြီးသွားပြီလားဒါနဲ့အမေကအခုမီးဖို့ကန်ထဲမှာဘောင်ဝင်လုံးနေရလဲသူတို့2ယောက်စလုံးကရောဘယ်မှလဲသူတို့ဘာလုပ်နေကြတာလဲအမေကိုယ်တိုင်ထမင်းဟင်းချက်ပြုတ်နေရတဲ့ထီတောင်မှဘာဖြစ်လို့သူတို့ကမအားမလက်ကြတာလဲဘမလဲအမေအနာမီကားနဲ့စောမြ2ယောက်စလုံးဘမလဲသူတို့ဘဲကိုသွားနေကြတာလဲတားလေးရေချွေးမအကြီးကတော့သူ့ရဲ့သားလေးတိတ်မကြခင်စာမမွဲဖြေရတော့မဲတဲ့အဲဒါကြောင့်သူ့သားလေးကိုစာသင်ပြပေးနေရဲ့လीစောမြကတော့အတော်လေးနေမကောင်းဖြစ်နေတဲ့နဲ့တူပါတယ်ခေါင်းကိုက်တယ်ဆိုပြီးတော့အော်နေတယ်သူတို့2ယောက်စလုံးကမအားကြဘူးဆိုတော့ငါကိုယ်တိုင်ပဲထမင်းဟင်းချက်လိုက်မယ်လို့စဉ်းစားပြီးထမင်းဟင်းလာချက်နေတာရက်ဂျက်ကသူ့ရဲ့ခန်းထဲကိုဝင်သွားကြည့်တဲ့အခါမှာတော့သူ့ရဲ့သားလေးကစော်ကစားနေခဲ့ပါတယ်အနာမီကားကတော့နှစ်ချက်တက်ပြီးတော့အေးအေးစီစီတချင်းသားထောင်နေခဲ့တာပုံအနာမီကာဒါဘလို့ဖြစ်တာလဲမင်းကအခန်းထဲမှာအေးအေးစီစီထိုင်ပြီးတော့တချင်းသားထောင်နေရဲ့ဟုတ်လားငါအမေကတော့မီးဖို့ခန်းထဲမှာတက်ရောက်တဲ့ထမင်းဟင်းတွေချက်ပြုတ်နေရတယ်လေအော်ဟုတ်လားဒီလိုမျိုးလားရှင်အလုပ်ကနေအခုမှပြန်ရောက်လာတာပဲရှိသေးတယ်ရှင်ရဲ့အမေကဒီအကြောင်းတွေအားလုံးရှင်ကိုပြောပြလိုက်ပြီးပေါ့လေတစ်ဖက်မှာရှိုးပန်းကလည်းသူ့ရဲ့မိန်းမစောမြကိုဒီအကြောင်းတွေပြောနေခဲ့ပါတယ်ငါရဲ့အမေကကျမ်းမာရေးကောင်းတာမဟုတ်ဘူးအသက်ကလည်းဒီလောက်တောင်မှကြီးနေပြီနှွေးရသည်ပူလောင်အိုက်ဆက်နေပါတယ်ဆိုမှမီးဖို့ခန်းထဲမှာတက်ရောက်တဲ့ထမင်းဟင်းချက်ပြုတ်နေရတယ်မင်းကတော့အခန်းထဲမှာအေးအေးဆေးဆေးထိုင်ပြီးဖုန်းကြည့်နေတယ်ဟုတ်လားအောင်မလေးအဲ့ဒါဘာဖြစ်လို့လဲတခါတလေထမင်းဟင်းဝင်ချရတဲ့ကိစ္စကိုအကြီးအကျယ်လုပ်နေတယ်ပြီးတော့ရှင်ရဲ့အမေကအဲ့လောက်ထိအသက်ကြီးနေသေးရလဲမဟုတ်ပါဘူးနော်ခြေတွေလက်တွေအကုန်လုံးကလည်းအကောင်းနိုင်ရှိနေတာပဲအလုံးလေးနည်းနည်းပပလှုပ်လိုက်ုံနဲ့ဘာတွေများဖြစ်သွားမှာမလို့လဲစောမြနဲ့အနာမီကတော့2ယောက်စလုံးကတော့သူတို့ယောက်ျားတွေပြောတဲ့စကားကိုတစ်စက်လေးမှနားမထောင်ပါဘူးအမြဲတမ်းသူတို့ကလစ်လူရှူနေကြပါပဲဒီနောက်မှာတော့ဂိုက်တရီကိုယ်တိုင်ကပဲအားလုံးအတွက်စားတော့ဖို့ထမင်းတွေကိုချက်ပြုတ်ပြီးတော့ကြွေးခဲ့ပါတယ်အားလုံးထမင်းစားတော့ပြီးသွားတဲ့အခါမှာတော့မီးဖို့ခန်းလေးကိုပကံတွေကတောင်မောင်ရပုံဖြစ်နေခဲ့ပါပြီကြီးရတာချွေးမအကြီးကသူ့ရဲ့ကလေးကိုအခုထိစာသင်ပေးနေတော့နေတူပါတယ်ပြီးတော့စောမြကိုယ်တိုင်ကလည်းခေါင်းကိုက်နေတော့မဲလားမသိဘူးကဲကိစ္စမရှိပါဘူးအဲ့ဒီအချိန်အတွင်းငါကိုယ်တိုင်ပဲပကံတွေသွားစီလိုက်တော့မယ်ဒီလိုနဲ့ခိုင်တရီကထမင်းစားတော့ပြီးသွားတဲ့အခါမှာတော့ပကံတွေကိုစီးလိုက်ပါတယ်အလုပ်တွေအားလုံးလုပ်လို့ပြီးသွားတဲ့အခါမှာချွေးမ2ယောက်စလုံးကအခန်းထဲကနေအပြင်ကိုထွက်လာခဲ့ကြပါတယ်ပြီးသွားတဲ့အခါမှာတော့သူတို့ကအေးအေးဆေးဆေးထိုင်ပြီးတော့ထမင်းစားတော့ခဲ့ကြတာပေါ့ဒီ
ဒီလိုနဲ့ချွေမနှစ်ယောက်စလုံးကတော့အလုံးမလုံးချင်လို့အကြောင်းပြချက်တစ်ခုပြီးတစ်ခုပြနေခဲ့ကြတာပါအခုဆိုရင်တော့တနာစရာကောင်းတဲ့ခိုက်တရီကအလုပ်တွေအားလုံးကိုလုပ်နေခဲ့ရပါတယ်ပဲရက်တွေဆိုရင်တော့ယောက်ျားတွေအရှိမသူတို့အလုပ်လုပ်တယ်ဆိုတာကိုပြဖို့အတွက်အလုပ်နည်းနည်းပါးပါးကိုတော့ထားလုပ်တတ်ကြပါတယ်ကျန်တဲ့ရက်တွေမှာဆိုရင်တော့သူတို့ဘာလုံးမှမလုပ်ကြဘဲနဲ့အေးအေးဆေးဆေးအနားပဲယူနေခဲ့ကြတာပါဒီလိုနဲ့တရက်မှာတော့အမေခဏလောက်ဈေးကိုသွားလိုက်အောင်မယ်နော်အိမ်မှာလိုက်ကားတွေအကုန်လုံးကိုလဲမလို့လေကျမဈေးသွားမှာဆိုတော့ပြန်လာရင်နောက်ကျလိမ့်မယ်အဲ့ဒီအချိန်အတွင်းအမေကအိမ်ကိုခဏလောက်ကြည့်ထားပေးလိုက်ပါဦးအနာမီကာကလည်းဈေးသွားမယ်ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်ကနေထွက်သွားခဲ့ပါတယ်ဒီနောက်မှာတော့သူကချက်ချင်းပဲကုံလိုက်ကိုရောက်ရှိသွားခဲ့ပါတယ်သူ့ရဲ့တငယ်ချင်းတွေနဲ့တူတူသူကရုပ်ရှင်ကြည့်မယ်ဆိုပြီးတော့ထွက်သွားခဲ့တာပါဒီလိုပဲအိမ်မှာကြံနေခဲ့တဲ့စော်မြကလည်းအကြံဉာဏ်တွေထုတ်နေခဲ့ပါပြီအောင်မလေးသူကိုယ်တိုင်ကတော့ဘာလုံးဝမလုပ်ဘဲနဲ့အိမ်ကနေထွက်သွားတယ်ငါ့ကိုကြတော့အလုပ်တွေအားလုံးတယောက်တည်းလုပ်ခိုင်းမယ်ဆိုပြီးတော့ထားသွားတယ်ပေါ့ကဲစောမြကြီးအမြန်ဆုံးစဉ်းစားစမ်းပါဘာလုပ်ရမလဲဆိုတာအမြန်စဉ်းစားဟုတ်ပြီအကြံရပြီစော်မြကလည်းသူ့အမေအိမ်မှာနေမကောင်းဘူးဆိုပြီးတော့အကြောင်းပြချက်ပြပြီးရဲ့နောက်အလှပြင်ဆိုင်ကိုထွက်သွားခဲ့ပါတယ်သူကတော့တရက်လုံးအေးအေးဆေးဆေးအလှပြင်ဆိုင်မှာအနှိပ်ခံနေခဲ့ပါတယ်ကောင်းလိုက်တာဘလောက်တောင်မှပျော်စရာကောင်းလိုက်တယ်လေတရက်လုံးအိမ်မှာအလုပ်တွေလုပ်နေရင်နဲ့ငါရဲ့ခန္ဓာကိုယ်တစ်ခုလုံးပင်ပန်းနေလိုက်တာချွေးမနှစ်ယောက်စလုံးကတော့အေးအေးဆေးဆေးပဲအချိန်ကုန်ဆုံးနေခဲ့ကြပါတယ်တစ်ဖက်မှာအသက်ကြီးနေပြီဖြစ်တဲ့ဂိုက်တရီကတော့အိမ်လုပ်တွေအားလုံးကိုတယောက်တည်းလုပ်နေခဲ့ရတာပါအဲ့ဒါနဲ့အတူတူသူ့ရဲ့မီးလေးကိုလည်းသူကကြည့်ပေးနေခဲ့ရပါတယ်ဂိုက်တရီကအဝတ်အစားတွေအားလုံးလျှော်ပြီးနောက်မှာတော့အပေါ်ထက်မှာသွားလှမ်းပြီးပြင်ဆင်လာတဲ့အချိန်ခေါင်းတွေမူပြီးတော့လဲကျသွားခဲ့ပါတယ်လေကားတစ်ကနဲ့ပြုတ်ကျသွားတဲ့အတွက်ကြောင့်မလို့ခေါင်းပေါက်သွားခဲ့ပါတယ်သူ့ရဲ့ခေါင်းကနေသွေးတွေများကြီးထွက်နေခဲ့ပါတယ်ရော်နက်ဖ်ကလည်းသူ့ရဲ့အဖွားရဲ့ခြေနေကိုတွေ့ခဲ့ရတဲ့အချိန်မှာသူ့အဖေနဲ့ဦးလေးကိုအမြန်ဆုံးဖုန်းဆက်ခေါ်လိုက်တာပေါ့သားနှစ်ယောက်စလုံးအိမ်ကိုပြန်လာတဲ့အချိန်မှာတော့သူတို့အမေကိုအမြန်ဆေးရုံခေါ်သွားခဲ့ပါတယ်ချွေးမနှစ်ယောက်ညနေခင်းရောက်လို့အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့ရော်နက်ဖ်ကသူတို့ကိုကိစ္စတွေအားလုံးပြောပြလိုက်တာပေါ့နှစ်ယောက်စလုံးကလည်းအပြေးအလွှာပဲဆေးရုံကိုလိုက်သွားခဲ့ကြပါတယ်ဒီအချိန်မှာသူတို့ယောက်ျားတွေကသူတို့နှစ်ယောက်ကိုဘမသွားတည်နေကြတာလဲလို့မိလိုက်တာပေါ့ဒီအချိန်မှာနှစ်ယောက်စလုံးကလည်းပြန်ပြီးတော့လိန်ပြောခဲ့ကြပါသေးတယ်အရန်ကိုဒေါသထွက်သွားခဲ့တဲ့ရော်နက်ဖ်ကတော့လိန်ပြောနေကြတာအဖေရဲ့နှစ်ယောက်စလုံးလိန်ပြောနေကြတာသားတငယ်ချင်းနဲ့ဖုံးပြောပြီးသွားပြီသားတငယ်ချင်းရဲ့အမေနဲ့တူတူအမေကရုပ်ရှင်သွားကြည့်နေတာဆိုပြီးတော့ပြောတယ်ပြီးတော့အတော်ကြတော့အလှပြင်ဆိုင်သွားမယ်လို့ပြောနေတာကိုတားကြားလိုက်တယ်အဖေဦးလေးအဖေတို့နှစ်ယောက်စလုံးအလုပ်သွားပြီဆိုတာနဲ့အိမ်လုပ်တွေအကုန်လုံးကိုအဖွားတစ်ယောက်တည်းပဲလုပ်ရတာသူတို့နှစ်ယောက်စလုံးကအနားပဲယူနေကြတာဘာလုံးမှလည်းမလုပ်ကြဘူးဒါကိုကြားခဲ့ရတဲ့အချိန်မှာညီကိုနှစ်ယောက်စလုံးကလည်းဒေါသထွက်သွားခဲ့ကြပါတယ်ဒါကြောင့်သူတို့ရဲ့မိန်းမတွေကိုဆေးရုံမှာပဲရိုက်ခဲ့ကြပါတယ်ချွေးမနှစ်ယောက်စလုံးကလည်းသူတို့ရဲ့အဖြစ်တွေကိုသဘောပေါက်နားလည်ပြီးတော့တောင်းပန်ခဲ့ကြတာပေါ့ရန်နိုင်ငယ်ကြသွားတော့ဂိုက်တရီကလည်းဆေးရုံကနေဆင်းလာခဲ့ပါတယ်ချွေးမနှစ်ယောက်စလုံးကတော့ရှောက်ခမဖြစ်သူကိုအဲ့ဒီအချိန်ကစပြီးအတော်လေးပြုစုပေးခဲ့ကြပါတယ်အိမ်လုပ်တွေကိုလည်းနှစ်ယောက်စလုံးကအတူတူလုပ်ကင်ခဲ့ကြပါတော့တဲ့ကွယ်ပုံမြင်လေးကတော့ပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုစိတ်နှဖျားကျန်းမာချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။